မြန်မာရွှေရောင်ချုံလွမ်းသောနေသွေးများ MYANMAR အခုလက်ရှိမျိုးဆက်ပင်များတာဝန်ကိုယ်စီယူဆောင်ထိန်းသိမ်းသောအနာဂတ်မှာ MYANMAR ရေကောင်းများရဲ့မိတ်ဝစကားရမစင်သိတာဘုကောင်ဖက်ကတွင်ဒီရဲ့ဖေရှောင်းမဲမဟေးရေကောင်းတော့တော်တော်လို့ပဲစာကြည့်တွေစာကြည့်မှာဟေးဟဲ့ရေကောင်းတော့တော်ကမာလေးဆွဲမလျှော်နဲ့ဟေးပထမဆုလက်အရာယူပဲတော့အိမ်မကိုထိုးတဲ့ပြလို့ MYANMAR မြန်မာတဲ့ဟေးမြတ်တာညီညွတ်ခြင်းနဲ့နိုင်ငံတကာမှာအောင်မြင်ဖို့အတွက်တို့ကြိုးစား MYANMAR တို့ချစ်စိတ်ဓာတ်အပြည့်နဲ့မြန်မာကိုဒီကဘာကလေးစားဖို့ပို့ကြိုးစား